Number 9 layer joro for the tension in a 1 meter street that is spanning a 0.5 kilogram stone in a horizontal circle with 3 RPS လို့သူကပြောထားဟုတ်ပြီနော်အဲ့ဒီမှာသူကဘာပြောလဲဆိုလို့ရှိရင် 0.5 kilogram ရှိတဲ့ဒီကြောက်ခဲလေးတစ်လုံးကိုတဲ့1 meter ရှိတဲ့ကျိုးဖြစ်သူကချီပြီးလို့ရှိရင်ဒီရေပြင်ကြီးစစ်ဝိုင်းလေးတိုင်းသူက3 RPS လို့ဖြစ်လဲပတ်မယ်အဲ့လဲပတ်လို့ရှိရင်သူ့ရဲ့ဒီကျိုးရဲ့တင်းအားလေးကိုသူကရှာခိုင်းတာဟုတ်ပြီနော်အဲ့တော့ကျဲတို့ကိုသူပေးထားတာကဒီမှာပုံလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကွာဒီမှာကျိုးနဲ့သူက 0.5 kilogram ရှိတဲ့အတွက်ထူလေးကိုသူကချီထားတယ်နော်ကျိုးရဲ့အလျောက်ဘယ်လောက်ရှိလဲဆိုလို့ရှိရင်1 meter ကျိုးရဲ့အလျောက်ကဒီမှာရှိတာကကျိုးရဲ့အလျောက်က1 meter ပြီးလို့ရှိရင်ဒီမှာသူကဓာတ်ထူလေးကိုချိန်ထားတာက 0.5 kilogram ရှိရအဲဒီကိုသူကဘယ်လိုလဲပတ်လဲဆိုတော့ horizontal circle နော်စက်ဝိုင်းပုံသူကလမ်းကြောင်းတိုင်းရေးပြီးလမ်းကြောင်းလေးတိုင်းသူကလက်ပတ်မယ်လို့ပြောတယ်ပြီးလို့ရှိရင်သူရှာခိုင်းတော့ကကျဲတို့ရှာခိုင်းတော့က tension Florida tension ဆိုတော့သူကမေးတယ်အဲ့တော့ကျဲတို့ကိုပေးချင်မိချေရေးရအောင်အဲ့တော့1 meter ဆိုပြောတဲ့အတွက်ကြောင့်မို့ကျိုးလေးရဲ့အလျောက်ဟုတ်ပြီနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ radius ပေါ့နော်အဲ့တော့ radius က1 meterပြီးလို့ရှိရင်သူ့ရဲ့ mass ကဘယ်လောက်ပေးလဲဆိုလို့ရှိရင် mass ရန်ပိုးလေးက 0.5 kilogram အဲ့ဒီမှာသူပေးထားတဲ့3 RPS ဆိုချေတို့သူဘာပေးထားလဲဆိုတော့ omega ရဲ့တန်ဖိုးလေးပေးထားဟုတ်နော်တော့ omega equal to 3 RPS revolution per second ပေါ့အဲ့တော့ချေတို့ကတပတ်မှာသူကို2ပိုင်လေးနဲ့မြှောက်ပေးလိုက်မယ်နော်အဲ့လိုဆိုလို့ရှိရင်6 by radius per second ဖြစ်သွားမယ်နော်စေဝိုင်းရဲ့တပတ်ကျတို့ကသူလူချင်တာကဘုံလူချင်တာလဲ Florida tension နော်ကျိုးရဲ့ဒီတင်းအားလေးကိုသူလူချင်တာအဲ့တော့ကျတို့ကဒီ horizontal မှာဆိုလို့ရှိရင်ဘာနဲ့တူလဲ tension လေးက centripetal force လေးနဲ့တူပဲအဲ့တော့သူရဲ့သုံးရမယ့်ပုံသင်နည်းလေးကဘာရှိလဲဆိုတော့ mv square by or ဆိုပြီးတော့ကျတို့မှာပုံသင်နည်းလေးရှိတယ်mv square by ဆိုတဲ့ပုံသင်နည်းလေးရှိတယ်အဲ့ဒီတော့ကျတို့က v ရဲ့တန်ဖိုးလေးကမသိဘူးကွာအဲ့တော့တခြားဒီဒီနေရာမှာကျတော့ omega လေးစောသွင်းမယ်အဲ့တော့ဘာပုံသင်လေးသွင်းလို့ရလဲဆိုတော့ m r omega square เนาะအဲ့တော့ကျတော့ tension လေးကိုပဲလိုတဲ့အတွက်ကြောင့်မို့လို့ mass ရဲ့နေရာမှာ 0.5 r ရဲ့နေရာမှာကျတော့1 omega ဘယ်လောက်လဲ6 pi ဟုတ်ပြီเนาะအဲ့တော့ကျတော့က6 pi သူ square လေးတင်ပြရမှာအဲ့တော့ရှင်းလိုက်လို့ရှိရင်အဖြေကနောက်ဆုံး tension လေးဘယ်လောက်ရလဲဆိုတော့ 177.7 ဟုတ်ပြီเนาะတော့ tension လေးရဲ့ unit က newton ကဲဒီဖြေလေးရပါတယ်